အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့limit ရဲ့ properties တွေเนาะinfinity ကို approach လုပ်တဲ့အချိန်မှာlimit ရဲ့ properties တွေကိုကျွန်တော်တို့ကပုံစံလေးတွေနဲ့ဆက်ပြီးတွက်ကြည့်ကြမယ်ဒါဆိုရင်ပထမဆုံးပုံအနေနဲ့ကျွန်တော်မေးခွန်းအရင်ဖတ်မယ်ဒီကျွန်တော် A ကိုရင်တွက်မှာပေါ့ A ကိုတွက်တဲ့အခါကျရင် sorry okay သူရဲ့ပုံစံ limit of 5 over x cube no as x approaches positive infinity အဲ့ဆိုလို့ရှိရင် limit ကဘာဖြစ်မလဲတဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကlimit ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ပိုင်းကြီးကိုကြည့်လိုက်အောင်ပိုင်းကြီးကိုကြည့်တဲ့အခါကျရင် x cube ဟုတ်တယ်ပိုင်းကြီးကိုကြည့်တော့ x cube ဒါဆိုတော့ positive infinity ပေါ့ x cube ကလည်းဒါဆိုလို့ရှိရင် positive infinity ကို approach လုပ်နေတဲ့အတွက်ဒီကောင်ကလည်းလုံးဝကြီး infinity ဖြစ်သွားလိမ့်မယ်အရင်ကြီးတဲ့ value တစ်ခုထွက်လာလိမ့်မယ်နော်အရင်ကြီးတဲ့ value တစ်ခုကပိုင်းကြီးမှာရှိနေတယ်ကွာပိုင်းကြီးမှာရှိနေတဲ့အတွက်ကျွန်တော်တို့အရင် lesson တွေတုန်းက example မှာပြခဲ့သလိုပဲဒါဘယ်လိုလဲဆိုတော့0ဖြစ်သွားလိမ့်မယ်ဒီလားသူရဲ့ limit က0ဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော် example ကိုအရင်ပုဒ်တိမှာလေးပြခဲ့တယ်နော်1ကို1000နဲ့ဆိုရင်ကျွန်တော်ကဒီမှာဒသမတွေပါမယ်နော်အဲ့လိုမဟုတ်ဘဲねကျွန်တော်ကဒါပါ0အများကြီးပါတယ် value တစ်ခုနဲ့စားလိုက်လို့ရှိရင်ဒီတန်ဖိုးက0နဲ့အရင်နီးကပ်တဲ့အချိန်တွေဒီရောက်သွားလိမ့်မယ်နော်အဲ့ဆိုပြောချင်တာဒီကောင်ရဲ့ limit ဒီ0ကို approach လုပ်တာအဲ့ကြောင့်ဒီ A ရဲ့အဖြေက0ဖြစ်လိမ့်မယ်နော်အဲ့ဆိုကျွန်တော် B ကိုစက်ကြည့်အောင် B ကလည်းဒီပုံစံနဲ့A နဲ့ပုံစံတူတယ်နော် negative infinity negative 3 to the power x sorry okay ဒါဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်လို့ရှိရင်ပိုင်းကြီးကဒီနေရာမှာလဲ negative infinity ဖြစ်လိမ့်မယ်နော်ပိုင်းကြီးကဒီနေရာမှာလဲအရင်ကြီးတဲ့ value တစ်ခုဖြစ်လိမ့်မယ်အဲ့ဆိုအပေါ်က value ကိုကျွန်တော်ကဒီလိုမျိုးဖြစ်သွားမှာပေါ့အဲ့ဒါဆိုတော့အောက်က value ပိုင်းကြီးကအရင်ကြီးတဲ့အချိန်မှာကျွန်တော် number e မှာကျွန်တော်ရှင်းခဲ့သလိုပဲသူရဲ့ result 0ဖြစ်လိမ့်မယ် okay ဒါဆိုလို့ရှိရင် number 2ရဲ့အဖြေကလည်း0ပဲဒါဆိုကျွန်တော် c ကိုဆက်ကြည့်အောင် c မှာကျတော့4 to the power of x minus okay ကျွန်တော်မျိုးနော်okay ဒါဆိုရင်ဒီလိုမျိုးဖြစ်မှာပေါ့ဒီလိုမျိုးဖြစ်မှာဆိုတော့ကျွန်တော်ကဒါကိုဘယ်လိုမျိုးတွက်လို့ရလဲဆိုရင်ကျွန်တော်ဒီတိုင်းinfinity ကိုအစားထည့်လိုက် infinity ကိုကျွန်တော် approach လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အဖြေကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် infinity တွေကြီးပဲဖြစ်သွားမှာကွာ infinity over infinity အဲ့လိုပုံစံမျိုးဖြစ်သွားမှာဟုတ်တယ်ဒါဆိုလို့ရှိရင်ပြောချင်တာဒါဒီ indeterminate form ကျွန်တော်ဒီတိုင်းထားလို့မရအောင်အဲ့ဒါဆိုကျွန်တော်တခြားနည်းစဉ်းစားရအောင်တခြားနည်းစဉ်းစားမယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဒီလိုမျိုးပေါ့ဒါဒီ indeterminate form အဲ့တော့ကျွန်တော်ကတခြားနည်းလမ်းစဉ်းစားဖို့လိုလာပြီနော်တခြားနည်းလမ်းစဉ်းစားဖို့လိုပြီဆိုတော့ကျွန်တော်ဒီ equation ကိုကြည့်လိုက်မယ်ဒီ equation ကိုကျွန်တော်တို့အနေနဲ့ဘာလုပ်လို့ရလဲပေါ့နော်ကျွန်တော်ဒါဆိုဒီ function ကိုကျွန်တော်ရှိတဲ့၄ခုလုံးကိုကျွန်တော်4 to the power x နဲ့စားလိုက်မယ်ကျွန်တော်ဒီနေရာမှာနီးရဒီတနည်းလေးရှိတာမဟုတ်ဘူးတခြားနည်းတွေလည်းကိုတွက်တဲ့လိုမျိုးပြောင်းပြီးတွက်လို့ရတယ်နော်ဒီနေရာမှာအဲ့လိုဒီပုံဒီနည်းနဲ့ပဲတွက်ရမယ်ဆိုပြီးတော့ပုံတတ်မှတ်တာမရှိဘူး okay ပြီးအကုန်လုံးကို4 to the power of x နဲ့စားလိုက်မယ်ဒါဆိုလို့ရှိရင်ဒီရှေ့ကနှစ်ခုက1ပဲဖြစ်သွားမှာပေါ့ approaches infinity ပြီးလို့ရှိရင်1ဒီကောင်က1 to the power 4 sorry 1 over 4 to the power negative 2x အဲ့လိုဖြစ်မယ်နော်
oh no negative မပါနော်အပေါ်ကအနှုတ်ဆိုလို့ရှိရင်အောက်ရောက်တဲ့အခါကျရင်4 to the power 2x နော်အောက်ကလည်းထိုနည်းတူပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာရှင်းလို့ရပြီရှင်းလို့ရပြီဆိုတော့ကျွန်တော်ဒီနေရာမှာ x က infinity ကို approach လုပ်တဲ့အချိန်မှာဒီအနောက်က term က0ဖြစ်သွားလိမ့်မယ်ကျွန်တော်အပေါ်ပုဒ်တိမှာရှင်းခဲ့လို့ပဲဒီအနောက်ကနှစ်ခုက0ဖြစ်သွားလိမ့်မယ်အဲ့ဆိုပြောချင်တာက1 over 1ပဲကျန်မယ်အဲ့ဆိုအဖြေက1ဒါဆိုသူ့ရဲ့ limit က1ဖြစ်လိမ့်မယ်ကျွန်တော်ဒီနေရာမှာ indeterminate form ဖြစ်သွားတဲ့အတွက်ကျွန်တော်ကဒီအတိုင်းဓာတ်ရိုက်ကြီးinfinity ဘာ infinity ဆိုပြီးတော့သွားရေးလို့မရအောင်အဲ့ဒါကlimit မဟုတ်เนาะအဲ့ကြောင့်ကျွန်တော်နောက်ပိုင်းမှာဆက်တွေ့ရလိမ့်မယ်ဒီ indeterminate ဆိုတဲ့ဟာကိုเนาะကျွန်တော်ပြီးရင်နံပါတ်2ကိုဆက်သွားမယ် okay ဒါဆိုလို့ရှိရင်ဒီပုတ်ကျွန်တော်ကြည့်အောင်ဒီပုတ်ကျွန်တော်ဘယ်လိုရှင်းမလဲပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာစောစောပုတ်လိုမျိုးပဲကျွန်တော် infinity ကိုဒီတိုင်းအစားထည့်လိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင် indeterminate form ထွက်လာလိမ့်မယ်အဆင်ပြေမှာမဟုတ်အဲ့ဆိုကျွန်တော်ဒီဟာကိုပို့ပြီးတော့ရှင်းရလွယ်တဲ့ပုံစံဖြစ်အောင်ကျွန်တော်လုပ်လိုက်မယ်ရှင်းလို့ရတဲ့ပုံစံပေါ့အဖြေတစ်ခု limit တစ်ခုတိကျထွက်လာတဲ့ပုံစံဖြစ်အောင်ကျွန်တော်လုပ်မယ်အဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အပေါ်အကောင်မှာဒီအပေါ်ဘက်မှာကျွန်တော်ပုံထုတ်လိုက်မယ်နော် x to the power 4 3 plus 7 over x square plus 6 over x to the power 4လိုမျိုးဖြစ်မှာပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့အောက်ကဟာကိုလည်းကျွန်တော်ပုံထုတ်မယ်ကျွန်တော် x square ကိုပုံထုတ်လိုက်မယ်နော် x square ကိုပုံထုတ်လိုက်မယ်ဒါဆိုရင်4 minus 3 over x minus 6 over x square ဒီလိုဖြစ်မှာပေါ့ဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာဆက်လုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီပေါ်ဟာကိုရှင်းမယ်ဒီ x power 4ကိုကျွန်တော်ရှင်းမယ်အဲ့ဆိုတော့ကျွန်တော်ဒီနေရာမှာ x power 4ကိုရှင်းလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုရင်ကျွန်တော်ဒီနေရာမှာသတိထားဖို့လိုတယ်နော်x power 4เนาะဒါဆိုလို့ရှိရင်ဒါဒီ x square ပဲဖြစ်မှာလားဒါမှမဟုတ်ဒီလိုရောမဖြစ်နိုင်ဘူးလားဒီလားဒီလိုမျိုးဖြစ်နေတဲ့အခြေအနေမှာဆိုလို့ရှိရင် negative x square ပဲထားပါတော့ negative x square ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော် square ထပ်တင်လို့ရှိရင်လည်းဒါဒီလေ x power 4ပဲလေဟုတ်တယ်မလားအဲ့ဆိုကျွန်တော်တို့ဒီနေရာမှာသတိထားဖို့လိုတယ်ဒီဟာအပေါင်းလားအနှုတ်လားပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်ဒီနေရာမှာ positive infinity ကိုပဲ approach လုပ်နေတဲ့အတွက်ကျွန်တော်အနေနဲ့အများကြီးတွေးစရာမလိုเนาะ positive infinity ကိုပဲ approach လုပ်နေတဲ့အတွက်ဒီနေရာမှာအပေါင်းပဲထွက်လိမ့်မယ်เนาะအပေါင်းပဲထွက်လိမ့်မယ်ဆိုတော့ဒီနေရာမှာ x square ပဲဒါပေမဲ့ဒီဘောတရားကိုကျွန်တော်ဒီ number 3မှာပို့ပြီးမြင်ရလိမ့်မယ်အဲ့တော့ number 3မှာကျွန်တော်အဲ့ဒီပုံစံကိုထည့်ထားပေးတယ်အဲ့တော့အနှုတ်ထွက်လာတဲ့အခြေအနေပေါ့အနှုတ်ထွက်လာတဲ့အခြေအနေကြရင်ရောဘယ်လိုမျိုးဖြစ်မှာလဲနော်အဲ့တော့ဒီပုံမှာတော့ရှင်းရှင်းလေးပဲအပေါင်းပဲထွက်လာတဲ့အတွက်ကျွန်တော်ပုံမှန်တွက်နေတဲ့အတိုင်းလေးအဖြေထွက်ပါလိမ့်မယ်ဒါပေမဲ့တခြား case တစ်ခုမှဆိုရင်ဘယ်လိုမျိုးကျွန်တော်ဖြေရှင်းမလဲဆိုတာကိုလည်းစဉ်းစားရဖို့လိုတယ်နော်okay ဒါဆိုကျွန်တော်ဒီမှာ limit ပါတယ်နော် limit ပါတယ်အဲ့တော့ဒီအချင်းတစ်ခုကကြည်သွားလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်ကြည့်လိုက်ရင်ဒီမှာ limit က positive infinity ကို approach လုပ်ရင်ဒီကောင်က0ဖြစ်မယ်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 အဲ့ဆိုအလုံးရှင်းလိုက်တဲ့အချိန်မှာ negative 3 over 4ဖြစ်မယ်ဒါဒီနောက်ဆုံးဖြစ်ပဲเนาะကျွန်တော်ဒီနေရာမှာစောစောကပြောတဲ့ဒီ square root ကိုရှင်းတဲ့အခါကျအနှုတ်ထွက်နိုင်တယ်ဆိုတဲ့ဟာကိုဒီနေရာမှာမရှုပ်သွားစေချင်ဘာလို့ဆိုတော့ဒီ number 3မှာကျွန်တော်ဆက်ပြီးရှင်းပြမယ်เนาะ okay ဒါဆိုလို့ရှိရင် negative infinity ကို approach လုပ်တဲ့အခါကျရင်ဒီ function ရဲ့ limit ကဘာဖြစ်မလဲပေါ့เนาะဒါဆိုကျွန်တော်ဒီတိုင်းအစားထည့်လို့မရအောင်ဟုတ်လားအစားထည့်တဲ့အခါကျလို့ရှိရင် negative infinity ဒီတိုင်းထည့်လိုက်တယ်အောက်မှာလည်းဒီတိုင်းထည့်လိုက်တယ်ဆိုရင် indeterminate form ထွက်နေလိမ့်မယ်အဲ့တော့အဆင်ပြေမှာမဟုတ်ကျွန်တော်ရှင်းလို့မရအောင်အဲ့တော့စက်ကြည့်ကြမယ်เนาะဒါကိုဘယ်လိုမျိုးရှင်းမလဲပေါ့
ဒါဆိုကျွန်တော်ဒီနေရာမှာဘုံထုတ်လိုက်မယ် x square ကိုဘုံထုတ်လိုက်မယ်အပေါ်ကအဲ့ဆို1 plus 3 to the power x 2 over x sorry ကျွန်တော်မှားပြောတာ negative infinity เนาะအောက်ကလည်းကျွန်တော် x ကိုဘုံထုတ်လို့ရတယ် x ကိုဘုံထုတ်လို့ရှိရင်1 plus 3 over x เนาะဒါဆိုအခုကဒီလိုဖြစ်သွားလိမ့်မယ်လုံးပြဖြစ်သွားပြီဆိုတော့ကျွန်တော်ကဒီညမှာကျွန်တော်ပြောပြမယ်ဒီဟာကိုကျွန်တော်နားလည်ဖို့လိုတယ် square root of x square ဒါဆိုလို့ရှိရင်ကျွန်တော်က x ပဲလားဒီနေရာမှာ x ပဲလို့ကျွန်တော်ပြောလို့မရအောင်ဘာလို့လဲဆိုတော့ဒီ x ရဲ့တန်ဖိုးကအပေါင်းရောအနှုတ်ရောဖြစ်နိုင်တယ်တိလားတကယ်လို့အနှုတ်ဖြစ်နေခဲ့လို့ရှိရင် तू ကဒီမှာ square တင်လိုက်တဲ့အတွက်အပေါင်းလိုမျိုးပဲဖြစ်သွားမှာကွာအဲ့ဆို x ရဲ့တန်ဖိုးက plus ရော negative ရောဖြစ်နိုင်တဲ့အတွက်ကျွန်တော်ဒီနေရာမှာဒီလိုရေးပေးမယ်နော် absolute value ကိုပြန်ရေးပေးမှမှန်လိမ့်မယ်ကျွန်တော်ဒီပုံစံတွေကိုနောက်ပိုင်းcontinuity တွက်တဲ့အခါဒီမှာလည်းကျွန်တော်တွေးလာရလိမ့်မယ်နော်ဒီ absolute value ကိုဒီဘေးကဟာလေးပါမှသူ့ရဲ့အဖြေကမှန်လိမ့်မယ်နော်မပါလို့ရှိရင်ဒီနေရာမှာအဖြေကလွဲသွားလိမ့်မယ်နော် negative လေးတစ်လုံးနဲ့လွဲသွားလိမ့်မယ်အဲ့တော့ဒါဆိုလို့ရှိရင် x က negative infinity ကို approach လုပ်နေတဲ့အတွက်ပြောချင်တာ x ရဲ့တန်ဖိုးကဒီ y ဝင် u ရဲ့ဘယ်ဘက်မှာရှိရနော်0ရဲ့ဘယ်ဘက်မှာရှိရ number line မှာဆို0ရဲ့ဘယ်ဘက်မှာရှိတဲ့အတွက်ဒီ negative ဒီကောင်ကိုရှင်းလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတော့ negative x ဆိုပြီးတော့ကျွန်တော်ယူလို့ရတယ်တကယ်လို့အပေါင်းဘက်ကဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းယူမှာပေါ့ဟုတ်တယ်မလားကျွန်တော်ဒီသဘောတရားကိုကျွန်တော်နောက်ပိုင်းcontinuity ပုံစံတွေမှာကျွန်တော်ပို့ပြီးတော့ရှင်းပြသွားမယ်အခုလောဆယ်တော့ကျွန်တော်ဒီဟာလေးကိုကိုယ့်အနေကိုစဉ်းစားကြည့်စေချင်တယ်ပေါ့နော်ဘာကြောင့်ဒီလိုမျိုးဖြစ်သွားတာလဲနောက်ပိုင်းAI လည်းပေါ်လာပြီဆိုတော့ကျွန်တော်ဒီဟာကိုတော့ကိုယ့်အနေကိုရှာပြီးဖတ်စေချင်တယ်မဟုတ်လို့ရှိရင်ဒီဗီဒီယိုကအရင်ရှည်သွားလိမ့်မယ်နော်အဲ့ဆိုဒီညမှာဆိုလို့ရှိရင်ကျွန်တော် negative infinity ဖြစ်တဲ့အတွက်negative x ကြီးဖြစ်လာမှာပေါ့အဲ့ဆိုကျွန်တော်ဒါကိုရှင်းလိုက်မယ်နော် negative x အထဲမှာပါကျန်လဲဆိုရင်3အောက်ကကျ x okay ဒါဆိုရင်ဒီနှစ်ခုကြည့်လိုက်ရင်အရှိမ negative ကျန်တယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်က negative infinity approach လုပ်တဲ့အတွက်ဒီကောင်တစ်ခုကလည်း0 0ဖြစ်မှာနော်0မှာတော့ကျွန်တော်ကအပေါင်းနှုတ်မရှိဘူးလေဟုတ်တယ်မလားဒါကြောင့်0ပဲအဲ့ဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့အဲ့ဆိုရင်နောက်ဆုံးဖြစ်ရ negative 1ထွက်လိမ့်မယ် okay ဒီပုံမှာဒီနေရာလေးသတိထားရမှာပေါ့တကယ်လို့ကျွန်တော်ဒီနေရာမှာ x square ကိုပုံမှန် x လို့ပဲယူလိုက်မယ်ဆိုရင်ဒီနေရာမှာ negative ပါလာမှာမဟုတ် sorry ဒီမှာ negative ပါလာမှာမဟုတ်အဲ့ခါကျရင်အဖြေကလွဲသွားလိမ့်မယ်နော်လို့ရှိရင်ကျွန်တော် example 4ကိုဆက်ကြည့်ကြရအောင် example 4မှာဆိုလို့ရှိရင်ကျတော့ infinity ကို approach လုပ်တာမဟုတ်ပဲね2ကိုpositive ဘက်က one sided limit ပေါ့နော်positive ဘက်က approach လုပ်လို့ရှိရင်ဘယ်လိုဖြစ်မလဲပေါ့အဲ့ဒါကိုကျွန်တော်ကြည့်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာပုံစံကိုကြည့်လိုက်ရုံနဲ့2ကိုဓာတ်ရိုက်အစားထည့်လိုက်လို့ရှိရင် undefined ဖြစ်သွားမယ်ဆိုတာကျွန်တော်မြင်ရတယ်အဲ့ဆိုကျွန်တော်2ကိုဓာတ်ရိုက်အစားထည့်လို့မရအောင်နော်ဒီနေရာမှာကျွန်တော် concept လေးနည်းနည်းလို့တာပေါ့2ကို positive ဘက်က approach လုပ်နေတယ်ဆိုတော့ကျွန်တော်တို့နေဘာကိုသိရမလဲဆိုတော့လုံးဝကြီး2ဖြစ်သွားတာမဟုတ်ဘူးကွာ2ကို positive ဘက်က approach လုပ်နေတယ်ဆိုတာလုံးဝကြီး2တိကျဖြစ်သွားတာမဟုတ် positive ဘက်ကဆိုတော့ပိုကြီးတဲ့ဘက်ကပေါ့ 2.01 ဖြစ်နိုင်တယ် 2.000001 ဖြစ်နိုင်တယ်ပြောချင်တာက2နဲ့အကျန်းမြင့်တူနေတာကွာဒါပေမဲ့2ထက်ဆလို့ရှိရင်သူ့မှာတန်ဖိုးလေးတစ်ခုအမြဲပို့တယ်အဲ့ဆိုအဲ့ဒီအမြဲတမ်းပို့နေတဲ့တန်ဖိုးတစ်ခုကနေ2ကိုနှုတ်လိုက်လို့ရှိရင်ဥမာ2.000001 လို့ကျွန်တော်ထားလိုက်မယ်အဲ့ထဲကနေကျွန်တော်ပိုင်းရှိကိုကြည့်2ကိုနှုတ်လိုက်လို့ရှိရင်ဒါလုံးဝကြီး0မဖြစ်သွားဘူးနော် 0.000001 ပေါ့အဲ့တော့ပြောချင်တာပိုင်းကြီးကအရင်တည်တဲ့ value တစ်ခုဖြစ်လိမ့်မယ်နော်ပိုင်းကြီးကအရင်တည်နေတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့အရင်တည်တဲ့ value တစ်ခုနဲ့စားတယ်ကျွန်တော်ထားပါတော့ကျွန်တော်အရှိမဥပမာပြခဲ့တယ်အရင်ကြီးတဲ့ value တစ်ခုနဲ့စားလို့ရှိရင်အရင်တည်တဲ့ value တစ်ခုကိုလုံးဝအကြီးတန်ဖိုးကြီးနဲ့စားလိုက်တဲ့အခါကြလို့ရှိရင်တန်ဖိုးက0နဲ့ဒီလိုဖြစ်သွားမှာဟုတ်တယ်မအဲ့လိုဖြစ်နေတဲ့အခါအဲ့လိုဖြစ်နေတယ်အခုလည်းတူပဲအခုကကြတော့
ပိုင်းဝေးကိုအရင်သေးတဲ့ value တစ်ခုနဲ့ဆိုင်ကြတော့သူက infinity ဖြစ်သွားလိမ့်မယ်နော် infinity ဖြစ်သွားလိမ့်မယ်အဲ့ဆိုပိုင်းကြီးကကြတော့0ဖြစ်သွားတာမဟုတ်ဘူးကွာ0ဖြစ်သွားတာမဟုတ်ဘဲနဲ့အရင်သေးတဲ့ value တစ်ခုဖြစ်သွားတာအဲ့ဆိုအရင်သေးတဲ့ positive နဲ့မှာတစ်ခုနဲ့စားလိုက်တဲ့အခါမှာinfinity ထွက်လာလိမ့်မယ်ဒါဆိုကျွန်တော်တွက်ကြည့်မယ်ဒီနေရာမှာကျတော့တွက်တာထက်ဒီပုံမှန်ဆိုလို့ရှိရင်ကျွန်တော်က concept ကိုနားလည်ဖို့လိုတယ်ဒါ2တဲ့ကနေ2ကိုနှုတ်လိုက်တာမဟုတ်ဘူးကွာအရင်ဒီလိုမျိုး2နဲ့အရင်ဒီကတဲ့ value တစ်ခုကနေ2ကိုနှုတ်တာဖြစ်တဲ့အတွက်လုံးဝ exactly 0မထွက်ဘူးเนาะအဲ့ဒါကြောင့် defense ကလည်း undefined မဖြစ်ဘူးအဲ့တော့အပေါ်မှာတော့ကျွန်တော်ဒီတိုင်းအစားထည့်လိုက်လို့ရတယ်အဲ့ဆိုအပေါ်မှာအစားထည့်ရဆိုတာလည်း 2.0001 ထားပါတော့အဲ့ဒီကနေ3နှုတ်တဲ့ဆိုလို့ရှိရင်အကျန်းမြင့်အပြင် negative 1ပဲထွက်လိမ့်မယ်ကွာ negative 1မပြည့်ဘူးဒါပေမဲ့ negative 1နဲ့အရင်ဒီဆက်တဲ့ value တစ်ခုထွက်လာလိမ့်မယ်နော် negative 1အောက်မှာကျတော့ကျွန်တော်ကထားပါတော့ကျွန်တော်0လို့တော့မရေးတော့ဘူးဗျာ0လို့ရေးလိုက်လို့ရှိရင်ဒီနေရာမှာအထင်မှားစရာရှိတယ်ဒါ undefined ဖြစ်သွားမှာပေါ့ဆိုတော့ကျွန်တော်0မရေးတော့အောက်ကကျတော့ very small value ဟုတ်တယ်အရင်သိငယ်တဲ့တန်ဖိုးတစ်ခုဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်ဒါကိုရှင်းလိုက်လို့ရှိရင် negative infinity ထွက်လာလိမ့်မယ်ဒါသူ့ရဲ့ limit ပဲနော်ဒါပြောမယ်ဆိုလို့ရှိရင်ပုံမှန် function တွေနဲ့တွက်လို့ရှိရင် undefined ဖြစ်သွားမယ်ဟာတွေပေါ့ဒါပေမဲ့ကျွန်တော် limit နဲ့ရှင်းလိုက်တဲ့အခါမှာကျတော့တန်ဖိုးတစ်ခုထွက်လာတယ်ကျွန်တော်ကဘယ် value ကို approach လုပ်နေလဲဆိုတော့ကျွန်တော်တို့ရှာလို့ရသွားတယ်နော်သူ့ရဲ့ဒီနေရာမှာဘယ်လိုပြောမလဲဒီ point မှာရှိနေတဲ့ exact value ကိုကျွန်တော်ကတွက်လို့မရပါမယ်ဒီ function ကဒီ point နာမှာဘယ်လိုမျိုး behave လုပ်နေလဲဆိုတော့ကျွန်တော်တို့မှန်းလို့ရတယ်ဒါ limit ပဲเนาะ okay ဒါဆိုရင်နောက်ဆုံးပုံစံပေါ့ကျွန်တော်ဒီနေ့တော့9ပုတ်ပဲတွက်ပြမယ်နောက်ဆုံးပုံစံကိုကျွန်တော်ကြည့်အောင်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒီ graph လေးထည့်ထားတယ်ဒီ graph ကကြအကြောင်းသားတွေကိုကျွန်တော်ကဒီဟာရဲ့ graph ကိုကျွန်တော်မြင်စေချင်လို့နော်ဒါအောင်မြင်မှကျွန်တော်တို့ဒီပုတ်တွက်ရတာအဆင်ပြေလိမ့်မယ်ကိုကဒီ graph တွေကိုချဆွဲနေလို့မရဘူးတချို့ graph တွေကြတော့အရင် command ဖြစ်တဲ့ graph တွေခက်မှန်ရလွယ်တဲ့ graph တွေပေါ့ behavior ခက်မှန်ရလွယ်တဲ့ graph တွေဆိုကိုက function ကိုမြင်လိုက်တာနဲ့တီးနေဖို့လိုတယ်ဥပမာ square function တွေဆိုလို့ရှိရင်ကျွန်တော်က parabola shape ထွက်မဲ့ဆိုတာကျွန်တော်သိရမယ်တကယ်လို့ cubic function တွေဆိုကျွန်တော်တို့အနေနဲ့လားပုံလေးပေါ့လားတော့လည်းမဟုတ်ဘူးအဲ့လိုမျိုးပုံလေးထွက်တာကိုကျွန်တော်ကြိုသိထားဖို့လိုတယ်เนาะအဲ့ဒါမှကျွန်တော်ကပုံစံကြီးထွက်တဲ့အခါကျ graph ကြီးကိုvisualize လုပ်ဖို့အတွက်ချဆွဲနေဖို့မလိုမှာကိုကစိတ်ထဲမှာတီးနေတဲ့အတွက်မြန်ဆန်တွက်လို့ရတယ်เนาะဒါဆိုရင်ဒါကလည်း logarithm ရဲ့ graph ကိုကျွန်တော်ကြည့်အောင် ln ရဲ့ graph ပေါ့ဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီနှစ်ခုကျွန်တော်ခွဲမြင်လိုက်မယ်ကွာခွဲမြင်လိုက်တဲ့ဆိုတာကျွန်တော် property အကြောင်းသိငယ်တုန်းကfunction နှစ်ခုကိုမြှောက်ထားတာလေဟုတ်တယ်မလားမြှောက်ထားတဲ့အချက်ပါတယ်ဒါဆိုဒီနေရာမှာဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ကျွန်တော် x - 1ကတစ်ခုပြီးလို့ရှိရင်ဒါကိုမြှောက်ထားတာနဲ့တူပဲကျွန်တော်ဒီနေရာမှာတော့ပေါင်းရေးပေးလိုက်တော့မယ်တော့အရှိရေးနေရာမှာဆိုလို့နော်အဲ့တော့ကျွန်တော်ဒါကိုတီးခြား function တစ်ခုအနေနဲ့မြင်လို့ရတယ်ဒါကိုတီးခြားအနေနဲ့မြင်လို့ရတယ်နော်သူ့ရဲ့ property ရပဲ okay ဒါဆိုလို့ရှိရင် ln x ကိုအရင်ကြည့်အောင် ln x ကတဲ့ positive 0ကို x ရဲ့တန်ဖိုးကဒီမှာ x ကိုရော x ရဲ့တန်ဖိုးက0ကိုအပေါင်းဘက်ကချင်းကတ်တယ်အပေါင်းဘက်ကချင်းကတ်တဲ့အချိန်မှာဒီ function graph ကြီးကဘာဖြစ်သွားလဲဆိုရင် negative infinity ကို approach လုပ်သွားတယ်တွေ့လားအဲ့ဒါဆိုတော့ဒီဟာကြီးက negative infinity ဖြစ်လိမ့်မယ်အနောက်ကကောင် negative infinity ဒါပေမဲ့အရှိရကောင်ကရောအရှိရကောင်ကကြာရှင်းနေပဲ0ကျွန်တော်ထည့်လိုက် negative 1ပဲဟုတ်တယ်အဲ့တော့ n ခုရှင်းလိုက်ရင် positive infinity ပေါ့ဟုတ်တယ်ဒါဒီသူ့ရဲ့အဖြေပဲဒီနေရာမှာကျတော့အရင်ရုပ်ထွေးတာမဟုတ်ဒါပေမဲ့ကျွန်တော်တို့ဒီ graph ကိုမျက်စိထဲမှာမြင်ဖို့လိုတယ်မြင်နေမှကျွန်တော်က ln x မှာ x က0ကို positive ဘက်က approach လုပ်တဲ့အချိန်မှာ ln x က negative infinity ကို approach လုပ်တဲ့ဆိုတာကျွန်တော်တို့သိမှာနော် okay ဒါဆိုလို့ရှိရင်ဒါတွေကိုနားလည်အောင်လုပ်ထားမယ်ပြီးတဲ့အခါကျလို့ရှိရင်မသိတာရှိရင်လည်းနောက်ပိုင်း live session မှာကျွန်တော်မေးလို့ရတယ်အားလုံးကျေးဇူးတင်ပါတယ်